ပြီးခွာတော့ဂျပွေးမတရားမိုးရသည်ရဲ့အပိုင်း6ပဲဖြစ်ပါတယ်။ငငယ်ကဆိုနွားကြောင်ရင်းနဲ့ဒီကွာတွေနဲ့ငတ်တွေများကြီးပြစ်ခဲ့တာပေါ့။နွားကြောင်နဲ့ဆိုတာဘာလဲလဲရေးနွားကြောင်နဲ့ဆိုတာနွားတွေကိုမျက်ချိုမျက်နှုစားရအောင်လို့စာကြက်ကကောင်ကိုခေါ်တော့ပေးရတာပေါ့။နွားတွေကအဲ့လိုမျိုးမျက်ချိုမျက်နှုလေးတွေစားမှပို့ပြီးတော့သူ့အတွက်ကောင်းတာပေါ့နော်။သူများတွေရဲ့တင်းနဲ့ဆိုင်ခင်တွေကိုဝေမဖြတ်စီအောင်ကြည့်ပေးရတယ်။နွားတွေမပြောက်သွားအောင်တာဝန်ယူရတယ်။ရီတိုက်ဖို့လည်းမမိထားရဘူး။နွားကြောင်သားတွေကအချိန်ခံမှုနေရာဆုံးရှောက်သွားနေတာထူးဆန်းတဲ့ဖြစ်တွေလည်းကြုံရလိမ့်ရှိတယ်။တခါတော့နွားတွေကိုသိမ်းပြီးအိမ်ပြန်ညနေတော့ပေါ့။ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲအဲ့တော့ဒီနေ့အပိုင်း6ကိုပြပြခဲ့တယ်နောက်နေ့ကျရင်အပိုင်း9အပိုင်း10တွေအကုန်လုံးပြပြပေးမယ်ပေါ့နော်တတာ love you